အကျိုးသတင်းသာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့မိခေအာဒီတာအားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေတစ်တော်ညီကိုတွေအားလုံးလည်းမင်္ဂလာပါကျွန်တော်တို့ဒီကနေ့မနက်မှာတော့အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအလေးနဲ့လောက်ဆွေးနွေးသုံးသပ်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့နီးပြမိခေအာဒီတာကဒါပရီးမီးယားလိပွဲစဉ်24ဖြစ်ဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားရမယ်ဒါ Leeds United နဲ့ပွဲစဉ်အတွက်ဒါအကျိုးသတင်းသာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့တယ်ဒီသတင်းသာရှင်းလင်းပွဲမှာမိခေအာဒီတာအနေနဲ့ပြောကြားထားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးအကြောင်းညီကိုတွေကိုနည်းနည်း sharing လုပ်ပေးသွားခြင်းနဲ့အရင်ဆုံးအနေနဲ့မိခေအာဒီတာကဒါမီဒီယာတွေရဲ့မေးမြန်းမှုတွေမှာ Kai Havertz နဲ့ Victor Gyokeres ရဲ့ပေါင်းစပ်မှုကအခုဆိုအသင်းအတွက်အရန်ကိုအလုပ်ဖြစ်မဲ့ပုံစံတစ်ခုလို့မြင်လားဆိုပြီးတော့ဒါမီခေအာဒီတာကိုမေးမြန်းထားတဲ့ဒီနေရာမှာမီခေအာဒီတာကကျွန်တော်အနေနဲ့ Victor Gyokeres ကိုစပြီးအသင်းကိုခေါ်ယူစဉ်ကကျွန်တော်အာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ဒါ Kai Havertz နဲ့ Gabriel Jesus တို့ရဲ့ကြက်ခိုင်မှုပိုင်းဆိုင်ရာကကျွန်တော်တို့အရန်ကိုမေးခွန်းထုတ်ချင်စရာဖြစ်ပြီးတော့ဒီကစားသမားနဲ့ကြက်ခိုင်မှုပြေဝတဲ့အချိန်မှာတော့Victor Gyokeres ကကျွန်တော်တို့အတွက်ဒါအကောင်းဆုံးပွဲတွေအများကြီးကစားထားပေးပြီးပြီ Victor Gyokeres ကကျွန်တော်တို့အသင်းအတွက်တကယ်ကို impact ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဒါ Kai Havertz နဲ့ Gabriel Jesus မရှိချိန်မှာအသင်းကိုအကောင်းဆုံးထမ်းတင်ပေးနေတဲ့ဒါကစားသမားတစ်ယောက်ဖြစ်တယ်ခုဆိုရင်တော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒန်ရကစားသမားတွေတဲက Kai Havertz နဲ့ဒါ Gabriel Jesus လို့ကစားသမားတွေပြန်လဲပါဝင်ချိန်မှာဒီကစားသမားတွေနဲ့ကျွန်တော်တို့ကစားသမားတွေဖြစ်တဲ့ Victor Gyokeres ရဲ့ပေါင်းစပ်မှုကိုဒါကျွန်တော်တို့တွေအချိန်တိုင်းတာတစ်ခုထိစောင့်ခဲ့ရမယ်လို့ကျွန်တော်တို့ထင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ထင်ထားတာနဲ့တခုလက်ရှိဖြစ်နေတဲ့ပုံစံကအရန်ကိုကွာဟမှုရှိနေပြီးတော့ဒီကစားသမားတွေသူတို့ရဲ့ပေါင်းစပ်မှုကတကယ်ကိုလဲလဲမြဲမြဲအသားကျစေပြီးကျွန်တော်တို့တွေကဒီကစားသမားတွေအတွက်နေရာကြီးအများကြီးရှာနေစရာမလိုဘဲနဲ့ဒီကစားသမားတွေကအသင်းရဲ့ပွဲစဉ်တွေမှာသူ့အလိုအသားကျသွားပြီးကျွန်တော်တို့တွေကပွဲစဉ်တွေအများကြီးလိုက်ရွေးချယ်နေစရာမလိုပဲကစားသမားတွေရဲ့စီးလုံးမှုနဲ့ဒီကစားသမားတွေရဲ့နားလည်မှုကအရန်ကိုအံ့ဩဖို့ကောင်းတယ်ဒီကစားသမားတွေကကျွန်တော်တို့ထင်ထားတာတဲ့ပိုပြီးလင်းလင်းမြဲမြဲအသားကျပြီးတော့အခုဆိုရင်အသင်းအတွက်အများကြီးသူတို့ယူဆောင်လာပေးနိုင်ခဲ့ပြီဆိုပြီးတော့ဒါမိခေအာဒီတာကပြောကြားထားတယ်နောက်ပွဲစဉ်တွေမှာဒီကစားသမားတွေကိုဒီလိုပုံစံဆက်သုံးသွားအောင်မလားဆိုတာနဲ့ပတ်သက်ပြီးမိခေအာဒီတာကဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က Kai Havertz နဲ့ပတ်သက်ပြီးခုချိန်မှာအရန်တတိထားနေရသေးတယ်သူ့အနေနဲ့ဒီနေ့အကောင်းဆုံးလုပ်နိုင်ရင်နောက်နေ့အကောင်းဆုံးလုပ်နိုင်မှုအတွက်သူ့ကိုကျွန်တော်တို့အချိန်နေပေးနေရတော့မယ်ဒီကစားသမားကဒီသတင်းပတ်ကုန်ကြရင်တော့သူ့အနေနဲ့အကောင်းဆုံးပုံစံအပြေးအဝရမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိပြီးတော့ Kai Havertz ကသူ့အနေနဲ့ပွဲစဉ်တွေကိုတောက်လျှောက်ကစားချင်တာဖြစ်သည့်တိုင်အောင်ကျွန်တော်တို့ကသူ့အတွက်စီစဉ်နေအများကြီးလှုပ်ထားရတယ်ဒဏ်ရာတွေထပ်မရဖို့အတွက်နဲ့သူ့ကိုကျွန်တော်တို့ကာလာရှည်ထပ်ပြီးပေးမနာနိုင်တော့ဘူးဆိုပြီးဒါမိခေအာဒီတာကအကျိုးသတင်းသာရှင်းလင်းပွဲမှာသူ့ကစားသမားနဲ့ပတ်သက်ပြီးတော့သူ့အမြင်လေးတွေကိုပြောကြားထားတယ်တဆက်တည်းမှာပဲဒါမိခေအာဒီတာကိုဒါမီဒီယာတွေကဂျူလီယန်တင်ပါနဲ့ဝီလီယံဆလီဘာကဒန်ယာရကစားသမားတွေအဖြစ်ရှိနေတယ်ဆိုတာအမှန်ပဲလားဆိုတာနဲ့ပတ်သက်ပြီးမိခေအာဒီတာကနိုးပါကျွန်တော်တို့အတင်းရဲ့ဒန်ရကစားသမားတွေမှာအခုဆိုလို့ရှိရင်မတ်တောင်းမန်ဒန်နေငယ်ရှိနေတာကလွယ်ရင်ကျွန်တော်တို့အနေနဲ့ဒန်ရကစားသမားတွေအများကြီးရှိမနေဘူးတရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိတ်ညစ်စရာရှိမနေဘဲနဲ့ဝီလီယံဆလီဘာနဲ့ဂျူလီယန်တင်ပါဒီကစားသမားနှစ်ယောက်စလုံးကဒါဖူလင်း training တွေပြုလုပ်နိုင်တယ်ကြက်ခိုင်မှုပြပြဝဝရှိနေပြီးတော့လာမယ့် Leeds United နဲ့ပွဲစဉ်မှာကျွန်တော်တို့ဒီကစားသမားတွေကိုရွေးချယ်အသုံးပြုသွားဖို့ရှိတယ်ဒီကစားသမားတွေအနေနဲ့ဘာတန်ရာမှရရှိထားခြင်းမရှိဘဲနဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာကျွန်တော်တို့သူတို့ကိုအနာပေးခဲ့တာကလွဲရင်ဒီကစားသမားတွေအနေနဲ့တန်ရာကင်းစင်နေတယ်ဆိုပြီးဒါမိခေအာဒီတာကပြောကြားထားတယ်ဆက်ထဲမှာပဲလာမယ့်နွေရာသီပြောင်းရွှေ့ဈေးကွက်ကြရင်အာဆင်နယ်အသင်းတွေနဲ့လူခေါ်သွားအောင်မလားလူခေါ်ဖို့အတွက်အာဆင်နယ်အသင်းတို့အခက်အခဲတွေအများကြီးရှိနေလားကန့်သက်ချက်တွေနဲ့ရင်ဆိုင်နေရလားဆိုတာနဲ့ပတ်သက်ပြီးမိခေအာဒီတာကကျွန်တော်တို့စီမှာနွေရာသီပြောင်းရွှေ့လူခေါ်ဖို့အတွက်ဘာအခက်ခဲမှရှိမနေဘူးတချို့ကန့်သက်ချက်လေးတွေကကျွန်တော်တို့အတွက်ခက်ခဲကောင်းခက်ခဲနိုင်တယ်ဆိုပေမဲ့ဒီကန့်သက်ချက်လေးတွေကကျွန်တော်တို့အတွက်အရန်ကိုဖြတ်ကျော်ရလွယ်ကူမယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့တွေကတခါတလေကြာရင်လိုအပ်တဲ့အချိန်မှာတက်တက်ကြွကြွလှုပ်ဆောင်နေပြီးတော့ကျွန်တော်တို့အတွက်လိုအပ်ချက်တွေမရှိတဲ့အချိန်မှာကျွန်တော်တို့ကဘယ်အရာကိုမှလော်ဂျီလှုပ်ဆောင်နေစရာမလိုဘဲနဲ့ကျွန်တော်တို့လိုချင်တဲ့အရာကိုကျွန်တော်တို့တိတိကျကျတေးသေးချာချာစီစနစ်တကျနဲ့ကျွန်တော်တို့စနစ်တကျသွားဖို့လိုတယ်ကျွန်တော်တို့မလိုအပ်တဲ့အချိန်မှာဘယ်အရာကိုမှလော်ဂျီလုံးမနေဘဲနဲ့ကျွန်တော်တို့အပြောင်းရွှေ့လူခေါ်တဲ့နေရာမှာလဲထိုနည်းတူပဲကျွန်တော်တို့အတွက်ဘာအခက်ခဲမှရှိမနေဘူးလာမယ့်ຫນွေကြရင်ကျွန်တော်တို့အတွက်ကစားသမားတစ်တွေရောက်လာကောင်းရောက်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုး BK အာဒီတာကရိပ်မွေလေးတွေပြောသွားတယ်
အဲ့တော့ကျွမ်းညီကိုတွေအနေနဲ့လာမဲ့နွေရာသီပြောင်းရွှေ့ဈေးကွက်ကြရင်ဘယ်ကစားသမားတွေကိုအာဆင်နယ်အသင်းကိုရောက်လာစေခြင်းလဲဗျမီကေအာဒေတာကတော့ခေါ်ယူကောင်းခေါ်ယူနိုင်တဲ့ပုံစံမျိုးသူ့အနေနဲ့ပြောထားတယ်အာဆင်နယ်အသင်းအနေနဲ့ကစားသမားတွေရောင်းချနိုင်ခဲ့မယ်တနည်းအားဖြင့်အငှားထွက်တဲ့ကစားသမားတွေများခဲ့မယ်ဆိုရင်တော့မီကေအာဒေတာအာဆင်နယ်အသင်းအနေနဲ့ကစားသမားတွေထပ်ခေါ်ဖို့အတွက်ဘာအခက်အခဲမှရှိမနေဘူးလို့ကျွန်တော်အနေနဲ့ကတော့ထင်မိတယ်ဘယ်ကစားသမားတွေကိုအာဆင်နယ်အသင်းစီရောက်လာစေခြင်းလဲကျွန်တော်တဦးတယောက်တည်းအမြင်ကျွန်တော်ရဲ့ personally အမြင်ဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းနေနဲ့ဘယ်ချမ်းတောင်မှတိုက်စစ်အတွက်ကစားသမားတွေဖြည့်တင်းစေခြင်းနဲ့ကြောက်ညူကိုတွေဘယ်လိုထင်ကြလဲကောမှာဝင်ဆွေးနွေးကြည့်ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်သူတွေပါ